ဒီကောင်လေးကမော်ဆုပ်တန်တစ်ချောင်းနဲ့တိုးပုံလေးဆွဲလိုက်တာနဲ့ချက်ချင်းပဲတိုးကင်ကြီးဖြစ်လာပါလေရောသူကတော့ကျဲသုံးပွင့်စားတောက်ဆိုင်ကအစားအစာတွေထက်တောင်ကောင်းသေးတယ်ဆိုပြီးအားရပါရဆွဲနေတော့တာပါပဲစားတောက်ပြီးတော့နွေးနွေးထွေးထွေးနေဖို့ဆိုပြီးအာကာသဝတ်စုံလိုမျိုးအမိုက်စားဝတ်စုံကြီးတစ်ခုကိုထပ်ဆွဲလိုက်ပြန်တယ်အဲ့ဒီဝတ်စုံကြီးကအလိုလျောက်အပူပေးတဲ့အပြင်အကျော်နှိပ်ဆက်တောင်ပါသေးတာဆိုတော့ကဘာပြက်ကက်ကြီးထဲမှာအပန်းဖြေခီးထွက်နေတယ်လို့ကိုဖြစ်နေတာပါတစ်ဖက်မှာတော့သူ့ရဲ့အတော်တထေးမကြီးကတော့အေးခဲလုံးနဲ့ရာသီဥတုတန်းကိုအလိုလဲခံနေရပါတယ်မိဆက်တွေကလည်းအကုန်အေးခဲပြီးပြတ်သွားပြီလေစားစရာဆိုလို့မှုတ်တက်နေတဲ့ပေါင်မိုး6လေးတစ်ဝက်ပဲကျန်တော့တာပါတထေးမကြီးကပတ်စံတွေဘီလီယံနဲ့ချီရှိပေမဲ့ဒီအချိန်မှာဘယ်မှသွားဝယ်စားလို့မရတော့ဘူးလေအဲ့ဒီအချိန်မှာပဲတက်ပလက်ကင်မရာကနေတဆင်ကောင်လေးစီမှာဘာတွေဖြစ်နေလဲဆိုတာကိုသူတို့လမ်းမြင်သွားပါတော့တယ်ကောင်လေးကတော့အနှွေးတက်အပြည့်နဲ့အမဲသားကင်ကိုဝိုင်လေးနဲ့မြည်ပြီးစိန်ကြနေတာပေါ့ပြီးတော့ရုပ်ရှင်ကြည့်ဖို့အတွက်100လက်မ TV ကြီးတစ်လုံးကိုတောင်ဆွဲနေသေးတာဒါကိုမြင်တော့အတော်ကြီးကဒေါသတွေထွက်လာပြီးဒီကောင်ကတော့ငါတို့မသိအောင်ပစ္စည်းတွေခိုးဝှက်ထားတာပဲဆိုပြီးလူတွေစုကကောင်လေးစီကိုချီတက်သွားပါတော့တယ်ဒါပေမဲ့ကောင်လေးရဲ့ခိုးလုံးရစခန်းတကားကြီးကတာမန်တကားမဟုတ်ဘူးလေအတော်ကြီးရဲ့လူတွေကဘုံနဲ့ခွဲတာတောင်တကားကပုံတောင်မပုံသွားပါဘူးအဲ့ဒီတကားကလေရင်တွေမှာတုံးတဲ့အမာခံတတူနဲ့လှုပ်ထားတာကိုအတော်ကြီးကဒေါသတကြီးနဲ့အော်ဆဲတော့ကောင်လေးကအထဲကနေအယိုး6တခုလှမ်းပစ်ပေးပြီးတော့ဒါလေးနဲ့ဟင်းချိုသွားချက်တောက်လိုက်ဆိုပြီးလောင်လိုက်ပါသေးတယ်ရေရတာကအတော်ကြီးရဲ့လူတွေကအဲ့ဒီအယိုး6ကိုကြည့်ပြီးသွားရည်ကြနေကြတာပါအတော်ကြီးကပို့ပြီးဒေါသထွက်သွားပြီးတနက်နဲ့လှမ်းပစ်တယ်လို့တန်ဖြတ်ဆက်တွေနဲ့ပါတကားကိုဖျက်ဖို့လုပ်ပါတော့တယ်ဒီတော့ကောင်လေးကလည်းမင်းတို့ကတိတ်တိတ်ချင်းနေမှတော့လဲပေးတွေ့ရသေးတာပေါ့ဆိုပြီးသူ့ရဲ့မော်ဆုပ်တန်နဲ့တကားမှာဆက်တနက်ကြီးတစ်လက်ကိုထပ်ဆွဲလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲတကားကြီးပွင့်လာပြီးအပြင်ကိုပြူးထွက်လာတဲ့ဆက်တနက်အကြီးကြီးကိုမြင်လိုက်ရတဲ့အခါအတော်ကြီးတို့တွေမျက်လုံးပြူးပြီးကြောင်သွားပါတော့တယ်ခစ်တွေပြောင်းသွားပြီးအတော်ကြီးရဲ့အခုကကျုပ်လည်းပဲလို့ကောင်လေးကပြောလိုက်တဲ့အခါအတော်ကြီးကလူတက်တာတရားမဝင်ဘူးလို့អော်ပါတော့တယ်ဒါပေမဲ့ကောင်လေးကကဘာပြက်နေတဲ့အချိန်မှာလာပြီးဥပဒေကြောင့်လာပြောမနေနဲ့စောစောကကျုပ်ကိုတနက်နဲ့ပြစ်တုံးကကြတော့မပြောဘဲနဲ့လို့ပြန်ပက်လိုက်ပါတော့တယ်အတော်ကြီးကတော့တနက်ပြောင်းဝကြီးကိုမြင်ပြီးငါကမင်းရဲ့အတော်အရင်ကြီးပါကွာမတက်ပါနဲ့လို့အတနာခံပါတော့တယ်ဒါပေမဲ့ကောင်လေးကခမည်းကျုပ်ကိုအသေးခဲခံရတော့ကကြတော့အတော်ရင်းဆိုတာမေ့နေတာလားလို့ပြန်ပြောပြီး3နှစ်တဆူပြီးပြစ်ချလိုက်ပါတော့တယ်တိုင်းဆိုပြီးထွက်လာတာကကြီးစံတွေမဟုတ်ပဲရောင်စုံပလတ်စတစ်ဘောလုံးလေးတွေဖြစ်နေတာပါအတော်ကြီးရဲ့လူမိုက်တွေကတော့တေးပြီးဆိုပြီးအော်ဟစ်နေကြပေမဲ့တကယ်တမ်းကျဘောလုံးတွေဖြစ်နေတော့အတော်ကြီးကဒေါသတွေထွက်ပြီးနေငါ့ကိုလှောင်လာလားလို့អော်ပါတော့တယ်ကောင်လေးကတော့မင်းတို့ကောင်တွေအလကားရတဲ့ဘောလုံးလေးတွေနဲ့ဆော့ပြီးရင်လစ်တော့ငါရဲ့နေလေခင်းလက်ဖက်ရည်တောက်ချိန်ကိုလာမနှောက်ရှက်နေဆိုပြီးလှောင်လိုက်ပါသေးတယ်ဒီမော်စုတ်တန်ကတကယ်ကိုအသုံးဝင်တာပါဘာဆွဲတကယ်ဖြစ်လာတာဆိုတော့ကောင်လေးကအပြင်ကအေးစိတ်နေတဲ့ရာသီဥတုကိုအန်တူဖို့ရေပူစမ်းကန်ကြီးတစ်ခုကိုထပ်ဆွဲလိုက်ပါတယ်ရေပူစမ်းထဲမှာစိန်ကြစိန်နေရင်တချင်းလေးပါနားထောင်ကျင်လာတာနဲ့တချင်းဖွင့်တဲ့ဆက်ကြီးတစ်လုံးကိုပါထပ်ဆွဲပြီးအမိုက်စားစိန်ယူနေလိုက်ပြန်ရောအပြင်မှာတော့အတော်ကြီးကဒေါသထွက်လုံးလို့ယူမတက်ပါပဲပြန်သွားရင်လည်းမှုတက်နေတဲ့ပေါင်မုတ်ပဲစားရမှာတကားကိုလည်းဖျက်မရဆိုတော့အကြံစီတစ်တစ်ခုထုတ်လိုက်ပါတယ်အဲ့ဒါကတော့အနီးနားကအိမ်ကြီးချင်းတွေကိုကိုကောင်လေးစီမှာစားစရာတွေအများကြီးရှိတယ်ဆိုပြီးတွေးထုတ်လို့ဆိုတာပါပဲဒါကိုစောင့်ကြည့်ကင်မရာကနေမြင်နေရတဲ့ကောင်လေးကမင်းတို့ကကစားကျင်သေးတယ်ပေါ်လေရတယ်လေဆိုပြီးစက်ရုပ်ခွေးချမ်းကြီး3ကောင်ကိုဆွဲထုတ်လိုက်ပါတယ်အတော်ကြီးတို့ကတော့တကားပွင့်လာပြီးမို့ကောင်လေးအရှုံးပေးပြီးထင်နေတာပါဒါပေမဲ့တကားပွင့်မှာမျက်လုံးညီတွေနဲ့စက်ရုပ်ခွေးကြီးတွေထွက်လာတော့မှတွေးပြက်ပြီးလစ်ပြေးကြပါတော့တယ်ခွေးတွေကလိုက်ကြိုက်တာမို့လူမိုက်တွေရဲ့အင်ဂျီတွေလည်းစုပ်ပြတ်တက်ကုန်တာပေါ့အဲ့ဒီအချိန်မှာပဲအတော်ကြီးတွေးထိုးထားတဲ့အိမ်ကြီးချင်းတွေရောက်လာကြပါတယ်သူတို့ကအတော်ကြီးအသေးတန်ပြေးနေတာကိုတော့ဂရုမစိုက်ပဲကောင်လေးရဲ့တကားရှိကိုရောက်လာပြီးပစ္စည်းတွေကိုမျှဝေပေးရမယ်တယောက်တည်းတင်ထားတာမတရားဘူးဆိုပြီးအော်ဟစ်ကတကားကိုဝိုင်းထူးကြပါတော့တယ်ဒီတော့ကောင်လေးကကဲမင်းတို့ကအတင်းဝင်ချင်နေမှတော့လေပြပေးရသေးတာပေါ့ဆိုပြီးတနက်ဆန်းဆန်းကြီးတစ်လက်ကိုဆွဲထုတ်လိုက်ပါတယ်တနက်ပြောင်းသွားကနေပန်းရောင်ရည်တွေပန်းထွက်လာတော့အားလုံးကဘာလဲဆိုပြီးကြောင်ကြည့်နေကြတာပေါ့တကယ်တော့အဲ့ဒါကလေရင်တွေမှာတုံးတဲ့အထူးကော်ရည်တွေလေလူမိုက်တွေအားလုံးခြေထောက်တွေကော်ထဲမှာကပ်ပြီးရုံမရတော့ဘူးပေါ့ဒီလောက်ပစ္စည်းတွေအများကြီးရှိနေတာတောင်ကောင်လေးကသူ့ရဲ့ကားကိုတောင်လေးကိုသေးလုံးနေဆိုပြီးသဘောမကျသေးဘူးဒါနဲ့သူ့ရဲ့မော်ဆုပ်တံကိုတုံးပြီးကားကိုတောင်ကိုအေရာမမြေအောက်နန်းတော်ကြီးတစ်ခုလိုပြစ်ဆွဲလိုက်ပါတော့တယ်ပြီးတော့အခန်းကျဲကြီးထဲမှာဖျဲတီးလေးစားဂိမ်းလေးဆော့ပြီးနှက်ပြကြနေတာပါပဲဒီလိုနဲ့ကောင်လေးဂိမ်းဆော့လို့အကောင်းဆုံးအချိန်ရောက်နေတော့ရုတ်တရက်မြေကြီးတွေတုံဟဲလာပါတယ်သူ့အခန်းရဲ့ကျမ်းပြင်ပေါက်ထွက်သွားပြီးအေရာမတန်ချက်ကဖိုချမ်းကြီးတစ်ကောင်ထွက်လာပါတော့တယ်ကောင်လေးကငါအိမ်ကိုတောင်လာတူးရဲတဲ့ပေါ်လေးဆိုပြီးမော်ဆုပ်တံနဲ့ပန်းပဲဖို့ကတလုံးအကြီးကြီးကိုဆွဲပြီးဖူကြီးကောင်းပေါ်ပစ်ချလိုက်ပါတယ်ဒါပေမဲ့ဖူကြီးကမသေးတဲ့အပြင်ကောင်လေးရဲ့အကြိုက်ဆုံး TV ကြီးကိုပါဝင်တိုက်ခွဲပစ်လိုက်တယ်ဒီတစ်ခါတော့ကောင်လေးတကယ်ဒေါသထွက်သွားပါပြီငါရဲ့အချစ်တော် TV ကြီးကိုများဖျက်ဆီးရတဲ့ပေါ်လေးဒီနေ့မင်းကိုဟင်းလှုပ်စားပစ်မယ်ဆိုပြီးအမိုက်စားလျက်စစ်လွှတ်ဆက်ကြီးတစ်ခုကိုဖန်တီးလိုက်ပါတယ်ဒီလိုနဲ့ဖိုချမ်းကြီးကိုအပိုင်းပိုင်းဆင်းပစ်လိုက်ပြီးတော့ကောင်လေးကဒီနေ့ညစာတော့ဖိုသားဟင်းမဲ့ဆိုပြီးအေးဆေးလေးချက်စားနေပါတော့တယ်အပြင်မှာတော့အတော်ကြီးတို့တွေငှက်လုံးလို့တစ်သားစပွဲကိုတောင်ကိုက်စားနေရတဲ့အထိဒုက္ခရောက်နေကြတာပါအဲ့ဒီအချိန်မှာပဲကောင်းကင်ကနေရဟတ်ရင်တစ်စီးရောက်လာပြီးကောင်လေးရဲ့ခေါင်းမိုးပေါ်ကိုကယ်ဆယ်ရေးပစ္စည်းပုံကြီးချပေးသွားပါတော့တယ်ဒါကိုမြင်တော့အတော်ကြီးရဲ့လူမိုက်ကဒေါသတကြီးနဲ့ဒီကောင်စားထားသမျှအကုန်ပြန်အန်ထွက်စေရမယ်ဆိုပြီးဘာဇူကာဒုံးပစ်လောင်ချကြီးနဲ့တကားကိုလှမ်းပစ်ပါတော့တယ်ဒါပေမဲ့တကားကိုထိပြီးဒုံးကြီးကနောက်ပြန်ကန်ထွက်လာကလူမိုက်ရဲ့ကားကိုသွားမှန်ပြီးကားလေးတစ်စစီပောက်ကွဲသွားပါတော့တယ်လူမိုက်ကြီးကသူ့ကားလေးပောက်ကွဲသွားလို့ယူမတက်ဖြစ်သွားပြီးမင်းကိုအေးခွန်ခွာပြီးအကျော်ဆွဲထုတ်ပစ်မယ်ဆိုပြီးအပြင်းစားအစိမ့်ငွေပုံကိုလေဝင်ပေါက်ကနေတဆင့်အထဲကိုမှုတ်သွင်းပါတော့တယ်အဲ့ဒီအစိမ့်ငွေကတစ်ချက်လေးရှူမိတာနဲ့ရမမင်းစီတန်းရောက်သွားနိုင်တဲ့အစိမ့်ငွေတွေလေကောင်လေးကတော့ဖုတ်သားလေးစားပြီးစိန်ကြနေတော့အစိမ့်ရောင်အစိမ့်ငွေတွေဝင်လာတာကိုမြင်သွားပါတယ်ဒီကောင်လေးကတော့တော်တော်ရုပ်မာတာပဲဆိုပြီးမော်ဆုပ်တန်နဲ့အေရာမလေးစုပ်ပန်ကာကြီးတစ်ခုကိုချက်ချင်းဖန်တီးလိုက်ပါတယ်ပြီးတာနဲ့ပန်ကာကိုအမြင့်ဆုံးတင်ပြီးဖွင့်ချလိုက်တဲ့အခါအစိမ့်ငွေတွေအကုန်လုံးအပြင်ကိုပြန်ထွက်သွားပါတော့တယ်အပြင်ကလူမိုက်တွေလည်းသူတို့အစိမ့်ငွေနဲ့သူတို့ပြန်ရှူမိပြီးအကုန်လဲကြကုန်တာပေါ့အတော်ကြီးကတော့တွေးပြက်ပြီးဒီကောင်ကတော့တကယ်အယူပဲလို့အော်ဟစ်ကထွက်ပြေးပါတော့တယ်ကောင်လေးကလည်းအတန်ချက်ဆက်ကနေဖြည်းဖြည်းပြေးပါတော်ကြီးရဲ့သွားတူတွေကြွကြကုန်မယ်ဆိုပြီးအေးဆေးလေးလောင်လိုက်ပါသေးတယ်အဲ့ဒီနောက်ကောင်လေးကသူ့ရဲ့ဖွတ်သားဟင်းလေးနဲ့ထမင်းကိုမြင်းရီရှက်ရီဆက်စားနေရင်ဒီလောက်အဆင့်လေးနဲ့များငါပစ္စည်းတွေကိုလာလူကျင်သေးတယ်လို့ခက်ပြုံးပြုံးပြောလိုက်ပါတယ်
ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲစောင့်ကြည့်ကင်မရာမှာထူးဆန်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပြီးကောင်လေးရဲ့မျက်နှာကချက်ချင်းတည်သွားကဟင်အဲ့ဒါဘာကြီးလဲဆိုပြီးအံ့ဩသွားပါတော့တယ်